30လောက်တာဈေးထွက်တဲ့ဒီကြောက်လေးကိုဘယ်လိုလုပ်ချစ်ထည့်လိုက်လို့60လောက်ထိရသွားလဲဆိုတာကိုသိချင်နေဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုစောင့်ကြည့်ရှုလိုက်ပါအားလုံးမင်္ဂလာပါအီရှာကြီးကနေကြိုးဆိုပါတယ်ဒီနေ့မှာတော့ဒီကြောက်လေးရဲ့လှုပ်ချင်တဲ့ဈေးကွက်ကိုမျှဝေပေးတော့မှာဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်ရေရောက်လာခဲ့တဲ့ပုံစံလေးဖြစ်ပါတယ်ဗျကျွန်တော်အဲ့မှာပေါ့နော်ဒီလက်ရတိုးမဲ့လဲဆိုရင်တော့ဖယ်မဲ့အရာလေးတွေကိုဒီ soft pin လေးနဲ့ wipe ပေးထားတာဖြစ်ပါတယ်အဲ့တော့အလှည့်တဲ့နားလေးလောက်မှာအနာလေးပါတယ်ပေါ့ဗျာအဲ့ဒီအနာလေးကိုကျွန်တော်ဖြတ်မှာဖြစ်ပါတယ်အနာတိုင်းဖြတ်ပြီးကျွန်တော်လက်ရနဲ့စားရအောင်လုပ်မှာဖြစ်ပါတယ်ဗျဒါလေးကတော့ကျွန်တော်တို့အနာတဲ့နင်းပြီးသွားတဲ့အနေအထားလေးဖြစ်ပါတယ်ဗျဆိုးတော့မဆိုးဗျအထဲထဲမှာနည်းနည်းလေးဘယ်လိုပြောမလဲဆိုတော့ရှင်းကုန်လေးတော့ရှိတာပေါ့ဗျာရှင်းကုန်လေးရှိတာဖြစ်တဲ့အတွက်ဒါကျွန်တော်လက်ရထိုးပေးမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့နှစ်ပိုင်းဖြစ်သွားတဲ့အနေအထားကိုဒီချားလေးပြပေးနေတာဖြစ်ပါတယ်ဗျဒါဆိုရင်တော့ကျွန်တော်တို့လက်ရထိုးပြီးသွားတဲ့အနေအထားလေးကိုကြည့်ကြည့်အောင်ဗျဒါလေးကတော့ကျွန်တော်တို့လက်ရထိုးအစားဆုံးပြီးသွားတဲ့အနေအထားလေးဖြစ်ပါတယ်အဲ့တော့ပထမဦးဆုံးကတော့ဒီခဲအကြီးစားတစားတဲ့ကိုပဲအရင်ဆုံးလက်ရလှုပ်ကြည့်တာပေါ့ဗျာဈေးကြိုက်တယ်ဆိုရင်တော့အသေးစားလေးပါဆက်ပြီးမှလှုပ်မှာပေါ့ဗျာမဆိုးပြကြောက်လေးရတော်တော်လေးကိုမှလာသွားတယ်ပေါ့ဗျာကြောက်စီကြောက်သားကောင်းပါတယ်ဗျအသားတန်းဆင်းနေနေဆိုရင်လည်းတော်တော်လေးကိုမှအသားတန်းမြင့်တယ်လို့ပြောရမှာပေါ့ဗျာအသက်ဆန်းအမြင့်ပိုင်းနေရပေါ့ဗျာအဲ့တော့ကျွန်တော်တို့ကဒီလိုမျိုးကြောက်မျိုးလေးဆိုရင်တော့အပွင့်ထုတ်မယ်ဆိုရင်လည်းရတယ်ဗျဒါပေမဲ့လို့အပွင့်ထုတ်မယ်ဆိုရင်တော့ဈေးနေသွားနိုင်တယ်ဖြစ်တဲ့ကြောင့်မို့ဒါကြောက်ပဲရှင်နဲ့ကျွန်တော်တို့တိုင်မယ်ပြီးဆိုမှလက်ရပဲလှုပ်လိုက်တဲ့အနေအထားမျိုးလေးဖြစ်ပါတယ်ဗျအဲ့တော့လက်ရထူအစားဆုံးပြီးသွားပြီတဲ့ဆိုတော့သူတို့ဒါပွဲသွားတိုက်ကြည့်ပါတယ်ဗျပွဲသွားတိုက်ကြည့်လိုက်တဲ့အချိန်မှာတော့350ထိအမြင့်ဆုံးပေးပါတယ်350ထိအမြင့်ဆုံးပေးတာနဲ့ပဲ350နဲ့ရောင်းပေးလိုက်တယ်ပေါ့ဗျာဒါနဲ့ပဲကျွန်တော်တို့နောက်ထပ်အသေးစားလေးတစ်စားကိုလက်ရထပ်ပြီးမှထိုးမှာဖြစ်ပါတယ်ဒါလေးကတော့နောက်ထပ်အသေးစားတစ်စားဖြစ်ပါတယ်အဲ့ဒီအသေးစားလေးကိုလည်းလက်ရထိုးပြီးသွားပြီဆိုတော့ပွဲသွားတိုက်ကြည့်တယ်ပေါ့ဗျာအဲ့တော့သူတို့ပွဲသွားတိုက်လိုက်တဲ့အချိန်မှာတော့10သိန်းထိတော့ရောက်တယ်လို့တော့ပြောတယ်ပေါ့နော်သို့ပေမဲ့လည်းနောက်ဆုံးမှတော့သူတို့9သိန်းနဲ့ပဲရောင်းလိုက်ရတယ်လို့တော့ပြောပါတယ်ဗျအဲ့တော့ဒီကြောက်လေးကရှေ့ပိုင်းမှာတော့ဒီသူတို့အခွန်ချွတ်ထားတဲ့ပုံစံအတိုင်းကတော့30လောက်ထိပဲရောက်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီလက်ရထိုးအစားဆုံးလုပ်ပြီးသွားတဲ့အနေထားမှာတော့60ထားပါတော့59သိန်းဆိုတော့60ဝန်းကျင်လောက်ထိရောက်သွားတယ်ပေါ့ဗျာဒါကတော့မစိုးပေါ့ဗျာဒါလည်းမင်္ဂလာတစ်ခုလို့တော့ပြောလို့ရပါတယ်အဲ့တော့ဒီဗီဒီယိုလေးကနေကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်လည်းပညာရရှိစေမယ်လို့မျှော်လင့်ပါတယ်အဲ့တော့ဘာကြောင့်မို့လဲဆိုတော့ကြောက်တကူရဲ့ပြောင်းလဲသွားပုံနဲ့ဈေးနှုန်းတွေရဲ့ပြောင်းလဲသွားပုံလေးတွေကိုလည်းကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်လည်းပညာရစေတယ်ပေါ့ဗျာဒီလိုမျိုးလက်ရလေးတွေလှုပ်ချစ်တယ်လှုပ်တက်ချင်တယ်ဆိုရင်တော့8လပိုင်း3ရက်နေ့စမဲ့တင်ထဲမှာလာ join လို့ရပါတယ်ဗျကြည့်ရှုအားဗီဒီယိုအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်